အားလုံးပဲမင်္ဂလာပါ Foodie and Lifestyle Roseway ကကြိုဆိုလိုက်ပါတယ်ဒီညမှာတော့မော်တင်စွန်ဖျားပွဲစီပတ်ရင်ပင်လယ်စာတွေစားသွားတာကိုရိုက်ပြသွားမှာဖြစ်ပါတယ်ပင်လယ်စာတွေမစားခင်မှာဒါကတော့မော်တင်စွန်ညစီရဲ့ပုံရိပ်တွေကိုရိုက်ပြသွားမှာပဲဖြစ်ပါတယ်မော်တင်စွန်ဖျားပွဲညစီကဒီပင်လယ်ကြီးရဲ့ဘေးမှာပဲပင်လယ်ကမ်းဆက်ဘေးမှာပဲပေါ့နော်ဒီလိုညစီတန်းပုံစံလေးချပြီးတော့ပြုလုပ်တာဖြစ်ပါတယ်ဒီဖျားပွဲစီမှာအစားအသောက်ဆိုင်တန်းတွေနောက်အင်ဂျီဆိုင်တွေနဲ့ပေါ့နော်တခြားဒီဆိုင်ခန်းပေါင်းမြောက်များစွာကိုတွေ့ရပါတယ်ရှေ့ကမြင်နေရတော့ဖျားပေါ်တက်တဲ့ဆောင်းတန်းမုတ်ဦးဖြစ်ပါတယ်ဒီနေ့ညကဖျားပွဲဖွင့်တဲ့နေ့ပထမဦးဆုံးညဖြစ်ပါတယ်ကလေးကစားကွင်းတွေဒီရဟတ်တွေလည်းဆင်နေတာတွေ့ရပါတယ်ဒါတွေကတော့ဖျားပွဲမုတ်ဦးဖွင့်ပွဲပေါ့နော်မနက်ကမိလိုက်တယ်အဲ့ဒါကတော့ဗီဒီယိုအတူလေးတစ်ပုဒ်နဲ့တင်ထားတာရှိပါတယ်အခုတော့ဒီဖျားပွဲစီညပတ်ပေါ့နော်ပတ်ရင်းနဲ့ဘာစားရမလဲဘာဆိုင်နေရှိလဲရှောက်ပတ်နေနဲ့ရိုက်ပြထားတာပေါ့နော်ဟိုဝေကဖောင်တော်စိတ်စီတွေဖြစ်ပါတယ်တုတ်တုတ်တွေဈေးတဲ့နဲ့စီကားလာပါတယ်ဒါကတော့ကိုရီရှာနေတွေ့တဲ့မီချောဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်တခြားဆိုင်တွေလည်းရှင်ကြည့်ရင်ဒီဆိုင်မှာငါပင်လဲစာပို့ဆောင်တာကိုတွေ့ရတဲ့အတွက်ဒီဆိုင်လေးကိုရွေးချယ်ဖြစ်ခဲ့ပါတယ်ပစ္စည်းလေးတွေလက်ပါတယ်ကြီးတာတယ်ဗျသမင်းလူလေးတွေအပြင်ပြလဲလာနေရာလေးနဲ့ရှာပေးလို့ရရင်နော်လာပင်လေးစားစုံတော့ရှိတဲ့ပူပူလာလေးဒီမှာနှစ်တိုင်းလာဆိုင်ခင်းတာလားဟုတ်ကဲ့နှစ်တိုင်းမှာဩဒီမီရှိုးဆိုတဲ့စိန်ဘုတ်ကနှစ်တိုင်းရှိတယ်ဒါဒီနေ့ကစီးတယ်ပြောလို့ရဒီနေ့ကတအားစီးတယ်နှစ်တိုင်းဒီချိန်မှလူမရှိသေးဘူးဒီမှလူမရှိဘူးအဲ့ဒါကိုပြည့်ရတဲ့ဆောင်တော့ဆိုပဲရအဲ့ဒါမှလူတွေများတယ်သမီးတို့တော့မှဈေးကိုလေရောင်းမယ်တာစိတ်မကူသေးဘူးဒီမှာဒီချိန်ဆိုမရောင်းသေးဘူးနှစ်တိုင်းကပစ္စည်းတွေလည်းအဲ့လိုမျိုးမစုဆောင်သေးဘူးပေါ့နော်ဟိုကကမန်းကနန်းလောက်ရတယ်ဖြစ်သွားတယ်။ပစ္စည်းတွေလည်းဈေးကြီးတယ်။ဆိုင်ကန်းသားကအောင်ဒီတစ်စိတ်ကျိုးတယ်။20ကျော်တယ်။တစ်စိတ်ကျိုး။30ကျော်တယ်။ဒီ15ရက်ကိုဟုတ်ကဲ့ပါခယူဟောလေကနန်းတစ်ကောင်လောက်ဒါကတော့ဆိုင်ပတ်ဝန်းကျင်အခြေအနေလေးဖြစ်ပါတယ်။ကန်းဆက်လေးမှာဆိုင်ထိုင်ကုန်လေးတွေကိုချထားတာဖြစ်ပါတယ်။ဒါကတော့ကိုရီမတက်ခင်တဲတဲလေးရောက်သွားတာပေါ့နော်။သူကညနဲ့လေးဒီရီတွေကအဲ့ထိုင်ကုန်လေးချထားတဲ့နေရာဒီရောက်တာဖြစ်ပါတယ်။အဲ့ဒီအဝေးမှာမြင်နေရပင်လေရီတွေဖြစ်ပါတယ်အဲ့ဒီပချမ်းတော့ရီကပိုတက်နေပြီပေါ့နော်ကိုရတော့တဖြည်းဖြည်းစားရင်းနဲ့မှအခုမြင်နေရရီလိုင်းလေးတွေကဒီဘက်ကိုတဖြည်းဖြည်းရောက်လာမှာဖြစ်ပါတယ်ကိုရီစားနေတဲ့အချိန်မှာတော့ရီဒီမတက်သေးပါဘူးပြီးတော့မှတဖြည်းဖြည်းရောက်လာမှာဖြစ်ပါတယ်အဲ့လိုရောက်လာရင်တော့ဆိုင်ခုံတွေကိုအနောက်ဘက်ရွှေ့ရတယ်ပြောပါတယ်ကဲအခုမှထားရရောက်ပါပြီဒါထမင်းဖြူနှစ်ပွဲဒါကတော့ကြီးငါတုတ်ပါကြီးငါတုတ်က1000ခွဲပါဒါနန္ဒာလိုင်းခီးတုတ်က8000ဒါကတော့ပန်းကနန်းမဟုတ်ဘူးဝါတော့ကနန်းပေါ့တော့ဘာကနန်းလေးတခြားမသိဘူးဒါတကောင်ဒါကသမီးဖြူနဲ့ပွဲခီးရည်နဲ့ပေါ့နော်ဒါတကောင်ဘယ်လောက်လဲကနန်းတကောင်ဘယ်လောက်လဲ3000ပေါ့နော်ကနန်းတကောင်3000ပြီးတော့အခုစားမှာဖြစ်ပါတယ်ဒါကတော့ပင်လယ်ကမ်းစပ်နားမှာပေါ့နော်ညဘက်ဆိုတော့မှောင်နေတာပါတခြားဟာတွေလည်းရလားတခြားဟာတွေလည်းရရတော့ဘာတွေရသေးလဲအများရတာတော့ရရနော်ရေပွဲတုပ်လို့နောက်တခြားခောက်ဆွဲတုပ်လို့ကြာတန်တုပ်လို့လည်းရရနော်အဲ့ဒါလေးတွေလည်းရပါတယ်လောဒါလေးဆိုပြီးကြည့်ရလောလောဆယ်ဒါလေးတွေပေါ့နော်ဒီဘက်ပင်လယ်ဘက်ရောက်တော့ပင်လယ်စာလေးစားနေတာနဲ့ဒါလေးတွေချင်းမှားလိုက်တာဖြစ်ပါတယ်ကဲစားလိုက်ပါဦးမေကဲဒီငါတော့လည်းနည်းနည်းလေဟာဒီငါတော့ဒီစပြဲလိုက်နေဒါနန္ဒာလိုင်းခလူတော့ဒီကမှာအဲ့တော့ကောင်းတယ်တော့ရခိုင်ရတာဆက်ရမ်းဆိုင်တော့ဆက်တယ်ပေါ့နော်ခမင်းနဲ့စားပါမယ်ဒီမှာမဆုံးတော့ဒီကောင်ကောင်းနေတော့လောကပြီးငါးနဲ့တောင်းနေဆင်တယ်ဟုတ်လားနာနာလာကြည့်ပါကောင်းနေရတော့ဒီချက်မှုမှာဝိုင်းပေါ့ဒီချက်မှုမှာဒီခါတော့မှန်သွားပါပြီဒီချက်မှုက
လဲစားလို့ပုံသွားပါပြီ။အချီငါတုံးနဲ့နန္ဒာလိုင်းခီးဝါကိုကြံပါသေးရဲ့တော်တော်ဆက်ပါတယ်။ထမင်းနဲ့စားရင်တော့လုံးဝကွက်တီထိမိပါပဲ။ဆက်လုံးလို့ပေါ့တော့ရှီလူးထဲမှာထပ်မှာတယ်။စားလို့ကတော့တော်ကောင်းပါတယ်။ စားပြီးနောက်မှာတော့ဒီမော်တင်ဆွန်ဖရားရဲ့ညဘက်မြင်ကွင်းကိုဖူးဖို့အတွက်ပြန်လဲရောက်ရှိလာပါတယ်။မော်တင်ဆွန်ဖရားကြီးကတော့ဒီညဘက်မှာလဲပေါ့နော်အရန်ကိုတက်ပဲကြီးညိုဖွဲကောင်းလာပါတယ်။ဖရားကုန်းတော်ပေါ်မှာလဲပေါ့နော်အေးစိတ်ညာပဲပင်လေဘက်ကလာတဲ့လေရယ်ပြီးတော့ဒါကရိုးမတောင်ကြားထဲမှာရှိတာဖြစ်တာကြောင့်ဒီရိုးမပေါ်ကလာတဲ့ဒီလေတဘာဝလေထုကြောင့်ရဲ့ဒီတောင်ကုန်းပေါ်မှာကိုအလိုလိုအေးစိမ့်နေတာဖြစ်ပါတယ်။ညနဲ့လေးအေးလာလေးပါပဲ။ဒါကတော့ဒီဖျားပွဲဖြစ်တဲ့အတွက်ပေါ့နော်။ဒီညဘက်မှာတော့မှစီကားနေတာပဲဖြစ်ပါတယ်။ကိုရီးယားဒီနေ့ကဖျားပွဲပေါ့နော်။ဒါတော့ဒီနေ့ဖျားပွဲကတော့ဒီနေ့မှစတာဖြစ်ပေမဲ့ကိုရီးယားတော့ဒီနေ့ညမော်တင်ဆောမှာနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖျားကိုတပတ်ပတ်ပြီးဖူးမြော်ခဲ့ကြပါတယ်။ဒီဖျားဘွားဆင်းနေဆိုလို့ရှိရင်เนาะဒီအေယာဝတီတိုင်းဝင်ကြီးချုပ်ကဒီအေယာဝတီတိုင်းအစိုးရအဖွဲ့ပေါ့เนาะအစိုးရအဖွဲ့ကလှူဒန်းတဲ့ဒီအဖြူရောင်မုတ်ဦးနဲ့တစောင်းကြီးကိုတွေ့ရပါလိမ့်မယ်အရန်လှပါတယ်အပြင်မှာဒါကညာဘက်မို့လို့မမြင်ရတာပေါ့เนาะမနက်ဘက်ဆိုလို့ရှိရင်ပင်လေကွင်းနဲ့ပင်လေအော်ရှုခင်းကြီးကိုရင်သက်ရှုမောပွဲအရန်လှတာကိုမြင်ရပါလိမ့်မယ်ဒီဟာကအခုညာဘက်ဖြစ်နေတာပေါ့เนาะအဲ့ဒီအခုမြင်နေရတဲ့မအူးဝိုင်းနေရနေကြည့်လို့ရှိရင်အရန်လှပတဲ့ sunrise နဲ့ sunset ကိုကြည့်လို့ရပါတယ်ဒီအောက်ဘက်မှာဆိုလို့ရှိရင်လည်းခရီးသည်တွေနားနေဖို့နားနေဆောင်တွေကိုပေးထားပါတယ်ရှင်ပင်တဲ့ line တွေပါညဘက်ဖျားဖူးမြော်ပြီးနောက်ပြန်လာခဲ့ကြပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်